ကျမမကြခင်တော့ကချက်နိုင်ငံကိုရောက်ခဲ့ပါတယ်ချက်နိုင်ငံမှာအဲ့ဒီမှာမင်းကွန်းပြောတဲ့ပုဂ္ဂိုလ်ကြီးထဲမှာဆိုဒလိုင်းလာမဖုံးတော်ကြီးပါပါတယ်ဒလိုင်းလာမဖုံးတော်ကြီးဆိုတော့အင်မတန်မှဒါဖုံးတော်ကြီးပြီးပေါ့နော်ဟိုမှန်ဖះဝတ်ပြူတာဆူတောင်းတာဖះစာရွတ်ထားတွေရှိပြီနဲ့ဖုံးတော်ကြီးကဘယ်လိုမိတ်လဲဆိုတော့ဆူတောင်းတာကောင်းပါတယ်ဖះရှိခိုးတာကောင်းပါတယ်ဒါပေမဲ့အလုပ်လုပ်ဖို့လိုတယ်တဲ့အဲ့တော့ကျမဒီတိုင်းပဲပြောချင်ပါတယ်ကျမတို့အလုပ်နဲ့ကိုယ်တိုင်းပြည်ကိုပြန်ပြီးတော့တိုးတက်အောင်လို့မြင်မအောင်လို့ကူညီရမယ်အဲ့လိုလုပ်တဲ့အခါမှာကျမတို့ခွဲခြားပြီးမြင်ရမယ်နောက်ဆုံးကြတော့ဘာလဲဆိုတန်ဖိုးထားပဲဘာကိုတန်ဖိုးထားမလဲလူတိုင်းဟာလောဘဒေါသမောဟဆိုတာရှိကြတယ်ပေါ့နော်အဲ့တော့လောဘဆိုတာဟာရိုးရိုးလေးပြောရင်လူချင်းမှုပဲလူချင်းတတ်မဲ့မှုဒါပေမဲ့နော်ဘဝမှာကိုလူချင်းတာအားလုံးမရနိုင်စွန့်လွတ်ရမှာရှိတယ်ကိုယ့်ဘာကိုဆုံးဖြတ်ရမယ်ကိုဘာကိုစွန့်လွတ်မလဲကိုအတန်ဖိုးအထားဆုံးဟာဘာလဲမစွန့်လွတ်နိုင်ဘူးအလောက်အောင်တန်ဖိုးထားတာဟာဘာလဲအဲ့ဒါကိုကြည့်ပြီးတော့မှအားလုံးလိုချင်နေဆိုရင်မဖြစ်နိုင်ဘူးပြီးတော့ကျမတို့တိုင်းပြည်တိုးတက်ဖို့အတွက်လုပ်ချင်နေဆိုလို့ရှိရင်ကိုယ်ပိုင်လိုချင်တဲ့အထက်ကတချို့ဟာတွေတစ်စိတ်တစ်ပိုင်းစွန့်လွတ်တဲ့ရင်လည်းစွန့်လွတ်ရမှာပဲစွန့်လွတ်ဖို့လိုရင်လည်းစွန့်လွတ်ရမှာပဲဒါပေမဲ့လိုချင်းစွန့်လွတ်ရမယ်နောက်ပြီးတော့ငါစွန့်လွတ်ပါတယ်ဆိုပြီးတော့ကြွားဖို့လည်းမဟုတ်ဘူးဒါတကယ်ကိုစိတ်ထဲမှာကျမလေးဟိုအင်တာမဆောဆိုအနေနဲ့ခါမယ်လေဆိုပြီးကိုပြောတဲ့လူတွေကိုခတ်ကြောက်ပဲဟုတ်စားကျမစိတ်ထဲမှာလေအဲ့လိုပြောတဲ့လူတွေကတစ်နေ့တစ်ချိန်တစ်ခါမှအကျွေးများတောင်းမလားလို့ဒီလိုလုပ်ပေးခဲ့လို့ဒီလိုဆုံးလုပ်ခဲ့လို့ဒီလိုပြန်ပြီးတော့ပေးပါလို့အဲ့လိုတောင်းမလားဆိုပြီးတော့အဲ့လိုစိုးရိမ်မှုတွေရှိတယ်။ဒါကြောင့်မလို့ကျမကိုအနစ်နာခံနေစားဖြင့်ပြောရင်ကျမနည်းနည်းမျက်နှာပူတယ်စိတ်ထဲမှာတစ်မျိုးဖြစ်တယ်။ကျမအနစ်နာခံတယ်လို့ကျမမယူဆဘူး။ကျမလှုပ်ချင်တဲ့ကိစ္စကိုကျမရွေးချယ်တယ်။ကျမရဲ့ရွေးချယ်မှုအရကျမလှုပ်တယ်။အဲ့တော့ဒီလိုလုပ်နိုင်တာကိုပဲကျေနပ်တယ်။ဒီလိုလုပ်ရလို့အမြဲစိတ်ချမ်းသာတယ်လို့တော့မဟုတ်ဘူးပေါ့နော်။ဒီလိုလုပ်ရတာလဲသူဒုက္ခနဲ့သူရှိတာပဲဒါပေမဲ့ကိုရွေးတဲ့ဒုက္ခတွေကိုရင်ဆိုင်လိုက်ပေါ့ဟုတ်ကဲ့အဲ့တော့ရွေးချယ်မှုရဲ့မှာအဲ့ဒါလည်းပါတယ်ဒီရွေးချယ်ပိုင်ခွင့်နဲ့မှာလေကိုရွေးချယ်ခြင်းတဲ့ဒုက္ခတော့ကိုယ့်ဟာကိုရင်ဆိုင်ရမှာပေါ့အဲ့တော့ကျွန်တော်ဒီဟာအဲ့ဒီရွေးချယ်ပိုင်ခွင့်ကိုမှန်ကန်သုံးဖို့လိုရွေးချယ်ကြပါဘယ်လောက်ပေးမလဲဘယ်လောက်ယူမလဲဘာတွေပေးမလဲဘာတွေယူမလဲကျမတို့နိုင်ငံအတွက်မလုပ်ပေးချင်အခုကျမတို့နိုင်ငံကဆင်းရဲတယ်ဆိုပေမဲ့တခြားနိုင်ငံတွေမှာမရှိတဲ့တန်ဖိုးထားနဲ့အရာတွေလည်းကျမတို့နိုင်ငံမှာရှိပါတယ်ဒီဟာတွေလည်းမမေ့စီကြပါဒါကျမကလေးတွေနဲ့ဆွေးနွေးနေတဲ့ခါကျတော့ဥပမာဆိုလို့ရှိရင်မိသားစုနှွေးထွေးမှုအချင်းချင်းလူသားချင်းအချင်းချင်းနှွေးထွေးမှုပေါ့နော်ကျမဆိုရင်အမြဲပဲပြောပါလေကျမတို့ပြည်သူပြည်သားတွေကဒီလိုကျမတို့စီယိုဝေးခီးသွားတဲ့ခါကျရင်နွေးထွေးနဲ့ကြိုဆိုကြတာနွေးထွေးနဲ့ဆူတောင်းပေးကြတာပေါ့နော်ကျမပါစေအသက်ရှည်ပါစေတက်တော်ရသောရှည်ပါစေဒါပဲသူတို့ပေးနိုင်တယ်ဒါနဲ့ကျမကျင်တတ်တယ်ဒါစိတ်ထဲကနေပြီးတော့ပေးလိုက်တဲ့ဆူတောင်းတစ်ခုဟာကျမအတွက်အများကြီးကျင်တတ်တယ်ပြီးတော့ဘာမှမရှိတဲ့သူများဟာကိုယ်ဘာပေးပါမတောင်းမဲနဲ့အသက်ရှည်ပါစေအသက်ရှည်တော့လုတ်ပေးနိုင်မှာပဲဆိုတော့စိတ်နဲ့ပေးတဲ့ဆုစိတ်ကိုကျွန်တော်တိတ်တော့ကြပါတယ်ကျေးဇူးလည်းတင်ပါတယ်